မြန်မာဂုံကိုကမ္ဘာအလယ်မှာထမှန်ထုံးလင်းတောက်ပေါက်လှုပ်ပေးနိုင်ခဲ့တဲ့ Joshua Ban မင်္ဂလာပါ Washwood Greenman ပရိသတ်ကြီးခင်ဗျာအခုလေးတင်ပြီးသွားတဲ့ UFC ပွဲစဉ်မှာကျွန်တော်တို့မြန်မာပြည်သူတွေဂုံရမယ်သတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ The First လက်လို့အမည်ပြောင်ရထားတဲ့မြန်မာပြည်ပွား UFC fighter Joshua Ban ကသူ့ရဲ့ပြိုင်ဘက်ကိုအပြည့်အသက်အနိုင်ယူပြီးမြန်မာအလံကိုကမ္ဘာစင်မြင့်ထမှာတစ်ခါထပ်ပြီးတော့လွှင့်ထူနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Joshua Ban ရဲ့ဒီပွဲစဉ်ကဘယ်လောက်ထိကြမ်းတမ်းခဲ့လဲသူဘလို့အနိုင်ယူခဲ့လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပွဲမှာ Joshua Ban ဟာအစာပိုင်းကလေးကအလွန်တက်ကြွနေတာကိုတွေ့ရပါတယ်။သူ့ရဲ့ထိုးသက်ချက်တွေမြန်ဆန်ယုံနေမကပဲတိကျမှုမှလည်းထိတ်တန့်အဆင့်ရှိခဲ့ပါတယ်။ပြိုင်ဘက်ကဘလို့ပဲဖိအားပေးနေပါစေ Joshua Ban ကတော့ဒီငြိမ်နဲ့သူ့ရဲ့နီးပြီးွားအတိုင်းထိုးသက်သွားခဲ့တာပါ။အထူးသဖြင့်နောက်ဆုံးအချိန်မှာသူ့ရဲ့ပြင်းထန်တဲ့လက်သီးချက်တွေကပြိုင်ဘက်ကိုအကြက်ရိုက်စေခဲ့ပြီးအနိုင်ရလက်ကိုအပြည့်အသက်ဆောင်ကျင်းပေးခဲ့တာပဲဖြစ်ပါတယ်။ Joshua Ban ဟာချင်းပြည်နယ်မှာမွေးဖွားခဲ့တဲ့မြန်မာပြည်သားစစ်တဦးပါငယ်ဘဝမှာဘလို့အခက်အခဲတွေအများကြီးကြုံခဲ့ရပေမဲ့အခုတော့ကမ္ဘာအကြီးဆုံး MMA အဖွဲ့အစည်းဖြစ်တဲ့ UFC မှာနေရာတနေရာကိုခိုင်ခိုင်မာမာရယူထားနိုင်ပါပြီသူနိုင်မှာဒါဟာကျွန်တော်ရဲ့မိခင်နိုင်ငံမြန်မာပြည်အတွက်ပါလို့ပြောလို့ရှိတာကြောင့်ပြည်တွင်းကပရိသတ်တွေကလည်းသူ့ကိုအပြေးအဝအားပေးနေကြတာဖြစ်ပါတယ်Joshua Ban ရဲ့အခုလိုအောင်မြင်မှုဟာမြန်မာလူငယ်တွေအတွက်အများကြီးအားတက်စရာဖြစ်စေပါတယ်ပရိသတ်ကြီးက Joshua Ban ရဲ့ဒီနှစ်ပွဲအပေါ်ဘယ်လိုမြင်ကြလဲcomment မှာဂုဏ်ပြုစကားလေးတွေရေးသွားပေးခဲ့ကြပါအောင်အခုလိုထူးခြားတဲ့အားကစားသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Washwood Greenman Channel လေးကိုလည်း subscribe လုပ်သွားဖို့မမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ